အားလုံးပဲမင်္ဂလာဒီနေ့ကျွန်တော်ယူချိုတင်လေးကိုကျွန်တော်ဟိုတစ်ခေါက်တော့တင်ထားပြီးတယ်အခုတိတ်မပေါ်လာတာကြတော့ကျွန်တော်အလုံးများနေလို့ပါအားရကျွန်တော်တိတ်မပေါ်လာတာဒီနေ့ယူချိုတင်လေးကျွန်တော်စဆုံးတွေ့ရမှာပထမဗျာပထမဒီ3ခုပဲလူယုံနဲ့ယူချိုကတင်လို့ရပြီဗျာပထမအဆုံးမှာကျွန်တော် Play Store ထဲမှာဒီမှာပေါ့အဲ့ဒီ line နဲ့ဥစ္စာလေးကိုကျွန်တော်ရိုက်ထားလိုက်မယ်ဘာကူရမလဲဆိုလဲကျွန်တော်ပြပြမှာဖြစ်ပါတယ်ကျွန်တော်က live video လိုပဲရိုက်မှာဖြစ်ပါတယ်ဘရိုကကြိုက်တယ်လို့ရိုက်ပါโอเคဒီဗီဒီယိုတော့ပြောပြဘာဒီဗီဒီယိုဘယ်သူတင်ခိုင်းတာလဲဆိုတော့ကျွန်တော်ရဲ့ညီရဲ့တငယ်ချင်းကပြောတာဗျာသူ့နာမည်ကတော့ထာစင်ထူးနဲ့စပါတယ်ထာစင်ထူးကတာထပ်ပါဗျာဟာလည်းတော့နာမည်စတယ်လိုင်းကတိတ်မကောင်းဗျာတော့ရကျွန်တော်ဒေါင်းထားတဲ့ဥစ္စာလေးကဟာလဲဆိုတော့ဘရိုဒေါင်းချင်တဲ့ဥစ္စာဒေါင်းနော်ကျွန်တော်ဘောဖြစ်ပြပြကျွန်တော်ဒေါင်းထားတဲ့ဥစ္စာမတွေ့ကျွန်တော်ဘယ်ရဒေါင်းလဲဆိုတော့ကျွန်တော် Play Store ရတာဘာလို့မတွေ့လဲကျွန်တော်လည်းမသိဘာဖြစ်ကုန်တာတော့လန့်ဘူးဒါပဲအဲ့တော့ထောင်းပြီးတော့ဒီထဲကိုဝင်လိုက်ပါမယ်ခုနကကျွန်တော်ရိုက်ထားတဲ့ဥစ္စာလေးပါကျွန်တော်ဖြတ်မှာဖြစ်ပါတယ်ဖြတ်မယ်ဆိုရင်ကျွန်တော်အဲ့ကလေးလေးနဲ့ကျွန်တော်ဒေါင်းမယ်ဆိုရင်ဗျာကျိုးဒီဘက်ထောင်းဆုံးကဘာဘူး sorry မာဘူးဆနာဟုတ်ဗျာဗီဒီယိုတင်ခြင်းကျွန်တော်ဒီဘက်ထောင်းဆုံးကခလုတ်လေးနဲ့ကျွန်တော်ဒီလိုမျိုးအလုံးလေးပေါ်လာပါလိမ့်မယ်ကျွန်တော်အဲ့လိုအလုံးလေးပေါ်လာအဲ့ဒီအလုံးလေးကိုနှိပ်ပြီးတော့အမှာပေါ့ဗျာကိုကြိုက်တဲ့ခလုတ်ပေါ့ကျွန်တော်ကတော့ဒီဘက်ထောင်းဆုံးပါဗျာကျွန်တော်ကတော့မှားတယ်ကျွန်တော်ကဒီဘက်ထောင်းအဲ့ဒီဥစ္စာရတိတ်မကောင်းနော်ခုနတော့ပါဗျာကျွန်တော်၄တောင်းအခွက်လေးကိုပဲကျွန်တော်နှိပ်တယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်အတန်လဲလွှင့်လို့ရအတန်နဲ့မတင်ချင်ဘူးဆိုရင်ကျွန်တော်ဒီကလိုလေးကိုပိတ်လိုက်ပါအတန်နဲ့တင်မယ်ဆိုရင်တော့ဖွင့်ထားပါအဲ့လိုရောက်ပြီးသွားတာsorry မှာပါလို့ sorry အဲ့လိုရောက်ပြီးသွားတာအဲ့ယူချိုထဲကိုဝင်ပြီးတော့ကိုအကောက်ကျွန်တော်ကအခုအကောက်ပြောင်းထားရဘာရောဘာရောမဟုတ်သေးပါဘူးကွာတော့ကျွန်တော်အဲ့ဖြိုးတက်တော့ညာနှစ်တော့မဟုတ်တော့အကောက်တက်ကျွန်တော်ပြောင်းထားလိုက်ပါတယ်အကောက်တက်ကကိုဖြိုးပါကိုဖြိုးမြကိုဖြိုးမှဗျာဒီကျွန်တော်လူပုံစံလေးကျွန်တော်ပြောင်းထားကျွန်တော် Minecraft ပုံစံလေးကျွန်တော်ပြောင်းထားပါတယ်အဲ့မှာအဲ့ဒီအပေါ်ကဘာလဲကျွန်တော်လည်းမသိအဲ့ခလုတ်လေးကိုနှိပ်လိုက်ပါ sorry စားတော့ကျွန်တော်လည်းတီးအဲ့မှာကျွန်တော်ဒီမှာဒီဘက်ကစာတန်းလေးအဲ့စာတန်းလေးနှိပ်လိုက်နှိပ်ပြီးတော့ကိုအောင်အဲ့မှာနာမည်ဒီမှာပေါ့ဒါနာမည်ရေးရနေရဒါ sorryဒါကနာမည်ရေးရနေရဒါကတော့ကိုပုံထဲတဲ့နေရပါဗျာအဲ့နှစ်ခုပြီးရနေမှာကြည့်ကျွန်တော်စမ်းပြမသိမှဆိုလို့ပါMAME name ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါတစ်ချက်sorry မတော်ကျွန်တော်ဟိုခလုတ်နှိပ်တာမင်းတို့ရဲ့အဲ့မှာကိုကြိုက်တဲ့နာမည်ထဲကအဲ့ save ဆိုတဲ့ခလုတ်လေးကိုတစ်ချက်ထည့်နေလိုက်ပါအဲ့ဆိုကိုယ့်ရဲ့နာမည်ပေါ့ထည့်ပြီးသွားပြီပြီးတော့ပုံတင်ခြင်းနေဆိုရင်တော့အဲ့ဒါကျွန်တော်မပြောတော့ထဲမှာကျွန်တော်ပုံပါသွားမှာဆိုတော့
ဟုတ်မရသေးဘူးလားရသေးဘူးလားဟုတ်ရပါ sorry အဲ့ဒါနဲ့ကျွန်တော်ရေအကောက်ထဲကိုတော့ bro တို့ရေးထားကြကောမှာအဲ့လေဘာတွေတင်ပေးရမလဲတို့ဖာတို့ညာတို့ဘာခင်းကြီးတွေစောပြပါလို့ဟိုအောင်Mobile Legendsတို့လိုဘလော့တို့အဲ့ဒီ game COC တို့ကရွဲလို့ကျွန်တော်ကျန်တဲ့ game တွေစောပြမှာအဲ့gameကကျွန်တော်အခု line သိမ့်မကောင်းလို့သိစောလို့မရလို့ပါအဲ့ဒါနဲ့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မနက်ဖြန်မှာပြန်တွေ့ကြ